နဲ့ပတ်သက်ပြီးဆက်တင်ဆက်ပေးကြပါမယ်။ပြီးခဲ့တဲ့အောက်တိုဘာ22ရက်နေ့မှာဇိုင်းလင်း Facebook အကောင့်တစ်ခုကနေအခန်းကျင်းထဲမှာဒေါအောင်ဆန်းစုကြည်ထိုင်နေတဲ့ပုံတူပကြီးရုပ်ပုံပေါ်မှာအမေနေမကောင်းပါလေးဖြန်းထားတဲ့စကားမပြီးတော့ပါဆိုတဲ့စာသားပါဝင်တဲ့ပုံကိုစတင်ဖြန့်ဝေခဲ့ပါတယ်။နောက်တရက်မှာပဲ Sweet December အကောင့်ကနေပြန်လည်ကူးယူဖော်ပြထားပြီးအဲ့ဒီ post ဟာတော့ပြန်လည်ဖြန့်ဝေမှု689ခုထိရှိနေတာပါ။ TikTok ကဒေါင်းရတီထာဝရအမေသမီးဆိုတဲ့အကောင့်ရဲ့ဖော်ပြမှုမှာတော့ကြည့်ရှုသူ6သိန်းနီးပါးနဲ့ပြန်လည်မျှဝေမှု600ကျော်ရှိနေပါတယ်။ဒါအပြင်ဒေါအောင်ဆန်းစုကြည်ရဲ့ကျန်းမာရေးနဲ့ပတ်သက်တဲ့ကောလာဟလသတင်းတွေကိုလည်းအလှမယ်ဟောင်းထားတတ်ကကြားနေရတဲ့အမေစုကျန်းမာရေးသတင်းတွေမဟုတ်ပါစေနဲ့လို့ဆုတောင်းပါတယ်ဆိုပြီးတော့ဖော်ပြထားပါတယ်။ဒီကြောင့်ရတဲ့ပတ်သက်ပြီးမဇ္ဈိမကမိသားစုနဲ့နှိစက်သူတွေကိုမေးမြန်းခဲ့တာမှာကောလာဟလသတင်းမှာတတ်တာဖြစ်တယ်လို့ပြောပါတယ်။ဒေါန်ဆန်းစုကြည်ရဲ့ကျန်းမာရေးနဲ့ပတ်သက်ပြီးခုရက်ပိုင်းတွင်သတင်းတွေကြားနေရပေမဲ့ဒီသတင်းတွေဟာကောလာဟလတတ်တာဖြစ်လိမ့်မယ်လို့ဒေါန်ဆန်းစုကြည်ရဲ့တားဖြစ်သူကင်မရစ်ကိုဦးထိန်လင်းကမဇ္ဈိမကိုအောက်တိုဘာ24ရက်နေ့မှာပြောပါတယ်။ဒါပေမဲ့ကင်ဟာသူ့အမေနဲ့ဆက်သွယ်ပြတ်နေတဲ့အတွက်မိခင်ရဲ့ကျန်းမာရေးကိုတော့စိတ်ပူမိတယ်လို့ဆိုပါတယ်။ဒါအပြင်မျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီရဲ့တရုတ်ပြည်သူ့သမ္မတနိုင်ငံဆိုင်ရာဆက်ဆံရေးတာဝန်ခံလည်းဖြစ်စံကြောင်မြို့နယ် NLD အလှုပ်မှုဆောင်အဖွဲ့ဒုတိယဥက္ကဋ္ဌလည်းဖြစ်တဲ့ဥပပိုးဦးကလည်းဒေါန်ဆန်းစုကြည်ရဲ့ကျန်းမာရေးအခြေအနေကောင်းမွန်တယ်လို့ကြားသိထားကြောင်းအောက်တိုဘာ29ရက်နေ့မှာမဇ္ဈိမကိုပြောထားပါတယ်။အသက်80နီးပါးရှိနေပြီဖြစ်တဲ့နိုင်ငံတော်တိုင်ပင်ခံပုဂ္ဂိုလ်ဒေါန်ဆန်းစုကြည်ဟာ2022ဩဂတ်လတုန်းကမူလဲမလို့ဖြစ်ပြီးတော့ထောင်ဆရာဝန်နဲ့ပြသခဲ့ရကြောင်းသတင်းဌာနတွေမှာဖော်ပြခဲ့ကြပါတယ်။မနက်က2023ခုနှစ်စက်တင်ဘာလတုန်းကလည်းအကျဉ်းချခံနေရတဲ့ဒေါန်ဆန်းစုကြည်ရဲ့ကျန်းမာရေးချို့တက်ပြီးလိုအပ်တဲ့ဆေးဝါးကုသမှုမခံရတဲ့အခြေအနေရှိနေတယ်လို့နေပြည်တော်နဲ့နှိစက်တဲ့အတိုင်းဝိုင်းကပြောဆိုခဲ့သလိုစိုးရိမ်မှုတချို့ထွက်ပေါ်ခဲ့ပါသေးတယ်။ဒါပေမဲ့လက်တလောထွက်ပေါ်နေတဲ့ဒေါန်ဆန်းစုကြည်လေးဖြန်းပြီးတော့စကားမပြေတော့ဘူးဆိုတဲ့အကြောင်းအရာကိုတော့သတင်းဌာနနဲ့မိသားစုနဲ့နှိစက်တဲ့အတိုင်းဝိုင်းတွေကအတည်ပြုပြောဆိုထားတာမျိုးမရှိပါဘူး။ဒါကြောင့်လက်တလောထွက်ပေါ်နေတဲ့ဒေါန်ဆန်းစုကြည်ရဲ့ကျန်းမာရေးနဲ့ပတ်သက်တဲ့သတင်းတွေကအတည်ပြုချက်တစုံတရာမရှိဘဲဖြန့်ဝေနေကြတာပဲဖြစ်ပါတယ်ရှင်။